လူတယောက်ကကားမောင်းပြိုင်ပွဲမှာချန်ပီယံဖြစ်ချင်တဲ့ဆိုပါစို့အနည်းဆုံးတော့သူကားမောင်းတက်အောင်သင်ရမယ်ကားကြောင်လေ့လာရမယ်ကားမောင်းလေ့ကျင့်ရမယ်ဒါတွေကလုတ်ကိုလောက်ရမယ်အလုပ်တွေပါပဲဒါဆိုလူတယောက်ကတထေးဖြစ်ချင်တဲ့ဆိုပါစို့သူဘာတွေလုပ်တင်လဲတထေးဆိုတာငွေကြေးပြိုင်ပွဲမှာချန်ပီယံပါပဲဒါဆိုငွေကြေးပညာကိုလေ့လာရမယ်တက်အောင်သင်ရမယ်လက်တွေ့အသုံးချလေ့ကျင့်ရပါမယ်ကားမောင်းပြိုင်ပွဲမှာချန်ပီယံဖြစ်ချင်တယ်လဲဆိုသေးတယ်ကားကြောင်လည်းမလေ့လာဘူးကားမောင်းလည်းမလေ့ကျင့်ဘူးဆိုရင်အဲ့ဒီလူကိုလူတွေကယူနေတယ်လို့ပြောကြမှာပေါ့ဒီလိုပါပဲတထေးဖြစ်ချင်တယ်လို့လည်းဆိုသေးတယ်ဒါပေမဲ့ငွေကြေးပညာကြောင်းလည်းမလေ့လာဘူးတက်အောင်လည်းမသင်ဘူးလေ့လည်းမလေ့ကျင့်ဘူးဆိုရင်လူတွေကဘာပြောကြမလဲဟာဆရာကျွန်တော်ငွေကြေးပညာကြောင်းဘာမှမလေ့လာဘူးဒါပေမဲ့ကျွန်တော်တိတ်တောင်ချမ်းသာတယ်ဆိုပြီးလာပြောချင်တဲ့သူတွေရှိပါလိမ့်မယ်အဲ့လိုလာပြောရင်ကျွန်တော်ပြောပြချင်တာကဟုတ်ပါတယ်ကျွန်တော်မိတ်ဆွေငွေကြေးပညာမလေ့လာခဲ့လို့တိတ်တောင်ချမ်းသာတာပါတကယ်လို့ဒါမိတ်ဆွေလေ့လာခဲ့မယ်ဆိုရင်အခုချိန်မှာသိန်းပေါင်း3သိန်းလောက်ချမ်းသာနေပြီလို့ပြောပြချင်ပါတယ်အခွင့်ရှိရင်ပြန်ဆောင်ကြပါသေးတယ်ကျွန်တော်ဒေါက်တာရင်တို့ပါ